တခါတလေကြာရင်ကိုတိုင်းကအလောက်ကိုတည်တည်တခြားကြိုးကြိုးဆဆလုပ်တယ်တိုးတက်ဖို့အတွက်လည်းအမြဲလေးလာတင်ယူနေပါလေနဲ့ဘာကကိုတားစီလို့တားစီနေမှမသိပဲကိုသွားချင်တဲ့လောက်ခီးကမရောက်ကိုမျော်လင့်ထားတဲ့ဘန်းနာနဲ့ကလည်းပို့ပြီးဝေးသွားတယ်ဆိုတဲ့ခံစားချက်မျိုးခံစားဖို့ကြပါလားစူးစားလေးလိုက်လေးဝေးလေးဖြစ်နေတယ်ဆိုတာမျိုးပေါ့တကယ်တော့ကိုကအပြင်ဘက်မှာတကယ်ကိုစူးစားအထောက်နေတယ်ဆိုရင်ပဲအရေးကြီးတဲ့အတားအဆီးတစ်ခုကကိုယ့်ရဲ့အတွင်းစိတ်အိမ်နာမိုင်းထဲမှာတိတ်ကလေးရှိနေတတ်ပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့ကိုမျော်မှန်းထားတဲ့အောင်မြင်မှုကိုစိတ်ကတကယ်မလိုချင်သေးတာဒါမှမဟုတ်အဲ့ဒီအောင်မြင်မှုကိုပိုင်ဆိုင်ဖို့အတွက်ကိုယ့်ရဲ့စိတ်ကအစိမ့်သိမ့်ဖြစ်မနေသေးတာလက်ခံဖို့မရေသေးတာမျိုးတွေကြောင့်ပန်းတိုင်နဲ့ဝေးကွာနေတတ်တာပါကျမတို့ရဲ့စိတ်ဆိုတာအရန်ကိုစမ်းကြည့်ပါတယ်တိစိတ်မှာတော့လိုချင်နေတယ်လို့ထင်နေပေမဲ့လည်းကိုယ့်ရဲ့မတိစိတ် unconscious mind ထဲမှာကြပြန်တော့မလိုချင်ဘူးမဖြစ်နိုင်ဘူးဆိုတဲ့စိတ်ကလေးတွေကပုံခိုပြင်းနေလေးရှိပြန်ရောအောင်မြင်မှုရဲ့အုတ်မြစ်ကလှုပ်ဆောင်ချက် action မဟုတ်ဘူးရှင်းလင်းတဲ့အတွင်းစိတ် clear mindset သာဖြစ်ပါတယ်တခါတလေကြားလို့ရှိရင်ကိုယ့်ရဲ့တိစိတ်ရောမတိစိတ်ရောလိုချင်နေတာတိကျနေရဆိုပေမဲ့ကိုတကယ်လိုချင်နေတဲ့အရာကိုပြတ်ပြတ်သားမတောင်းဆိုရဲပြန်တော့တဲ့အခြေအနေတွေကလည်းရှိနေတတ်ပြန်ပါတယ်ဥပမာလက်ရှိမှာကိုကဝင်ငွေတသိန်းရှိတဲ့သူတယောက်ဆိုလို့ရှိရင်ပေါ့နော်တနေ့အတွင်း10သိန်းဝင်အောင်ရှာမယ်ဆိုပြီးပြတ်ပြတ်သားမပြောရဲပြန်တာမျိုးပေါ့ပြောရဲပြန်တော့လေမတိစိတ်ကနေပြီးတော့ဟဲနေ့မှာဘလို့လို့ပြီးရှာနိုင်မှာလဲဆိုပြီးတန်တရားကထပ်ပြီးဝင်လာပြန်ရောအဲ့ဒါတွေအားလုံးကကိုမျော်မှန်းထားသလောက်ပန်းနိုင်ကိုမရောက်နိုင်သေးတဲ့ကိုယ့်ရဲ့အိမ်နာ blocks တွေပါပဲအောင်မြင်ဖို့အိမ်မက်ကြီးမဲ့ယုံနဲ့တော့မလုံလောက်ဘူး action လိုအပ်တယ်ဆိုရင်လည်းဥပမာအနေနဲ့ကွယ်အိမ်တစ်လုံးဆောက်တဲ့အခါမှာ foundation မခိုင်ပဲအပေါ်မှာလှပတဲ့အိမ်ကိုတိဆောက်လို့မရတယ်လို့ပါပဲဘဝအောင်မြင်ဖို့အတွက်အရေးကြီးဆုံး foundation ကကိုယ့်ရဲ့အတွင်းမှာရှိနေတဲ့ကိုယ့်ရဲ့အိမ်နာ blocks တွေကိုမြင်အောင်ကြည့်နိုင်ဖို့ပါအဲ့ဒီ blocks တွေကိုတစ်ခုချင်းစီတတိထားပြီးမြင်အောင်ကြည့်ပြီးတော့မှဖြည်းဖြည်းချင်း short ချဖယ်ရှားနိုင်တဲ့အခါမှာတော့ဆုံးဖြတ်ချက်တွေကအရင်ကထပ်ပို့ပြီးတော့မှရှင်းလင်းလာမယ် action plan တွေကလည်းပို့ပြီးတော့မှတိကျလာမယ်ပန်းနိုင်ကိုပို့ပြီးတော့မှမြန်မြန်လျှောက်လှမ်းလာနိုင်လာပါလိမ့်မယ်ဒါကြောင့်မလို့တစ်ခုခုကိုစတင်တော့မယ်ဆိုလို့ရှိရင်အပြင်ဘက်လောက်ဆောင်ချက်တွေကိုအရင်စတင်ဖို့ဆိုတာထက်ကိုယ့်ရဲ့အတွင်းစိတ်ကိုအရင်တန့်ရှင်းလုပ်ပေးဖို့ကပိုပြီးအရေးကြီးပါတယ်ကိုယ့်ရဲ့ရှင်းလင်းသွားတဲ့စိတ်ကလေးနဲ့အတားဆီးနေတဲ့ blouse တွေကိုရော့သွားတဲ့အခါမှာတော့ကိုသွားချင်တဲ့ခီးကအရင်ကထက်ခက်မြန်မြန်လေးပိုနေလာမှအသေးချပါပဲကျမကတော့လူတွေရဲ့စိတ်နဲ့ဘဝအကြောင်းတွေကိုနားထောင်ရင်စာရင်လူတွေကိုကိုနားလည်လာအောင်အတူလက်တွဲကူညီပေးနေတဲ့ mental health counselor psychology informed life coach တယောက်လေးဖြစ်ပါတယ်